ထွက်ပြေးနေပါပြီထွက်ပြေးနေပါပြီဘယ်ကိုထွက်ပြေးရလဲဆိုတော့အခုကျမတို့နောက်ကနေလိုက်ပြီးတော့မှတ်တမ်းတင်မှာဖြစ်ပါတယ်ကျမတို့အခုမှတ်တမ်းတင်မှာဖြစ်ပါတယ်ညပေါ့နော်ည7 နာရီထိုးပြီးပေါ့နော်ထွက်ပြေးနေပါတယ်ထွက်ပြေးပြီးဘယ်တော့အမလေးဆိုတစ်ချက်ကြည့်ပါထွက်ပြေးပြီးတော့ကွန်ဒိုလေးပန်းချန်နေရေကန်နဲ့ခုံကြပါပြီအဲ့ဒါတကယ်ရေကန်မဟုတ်ပါဘူးဟဲ့Chris အဲ့ဒါနေရေကူးလုပ်ပြီးတာမဟုတ်ဘူးစေးတက်ပြောတာဟိုအဲ့ရေကန်နေလားနေမယ်တဲ့စင်းကြီးဟာဘာလို့ရောချောက်လေးကစင်းဘူးမတူဘာတော့လုပ်ပါလဲပြပြလားဟာပတ်ပြီးအောင်ကူးနေပြီဒီကခွေးလားခွေးလားငါးလားကမသိပွဲတဲ့အကောင်လားဒီမှာငါကြည့်လို့မဟုတ်ပါနဲ့တဲ့ဒီပတ်နေတဲ့ကန်ကြီးနေတတိယကြီးနဲ့ခုံးလာတယ်ယူလာည7 နာရီမှဖြစ်ပါတယ်ဒီဝါဒီတော့ကျင်းနေပေါ့ဒါလေးကကျင်းနေဒီမှာကြားလို့မသိဘူးအဲ့လိုမျိုးဆိုရင်ဘယ်မှာလောကရေဦးကလောကပြန်နေစီတော့ရမယ်တခိုးကြီးChris 我起来，ကြောက်ဖို့ကောင်းတယ်တခြားအချိန်ကိုကြောက်ဖို့မကောင်း